အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်စီကိုရောက်ထားတဲ့ AirPod Pro 3လေးကို unboxing နဲ့လုပ်ရင်းနဲ့ကျွန်တော်ရှေ့ပိုင်းမှာတောက်လျှောက် review နဲ့ပြောပြီးတော့လုပ်ထားခဲ့တဲ့ AirPod 2, AirPod 4, AirPod Pro 2 နဲ့ AirPod Max တွေနဲ့ရှင်းပြီးတော့အခုနောက်ဆုံးထွက်ထားတဲ့ AirPod Pro 3ကဘာတွေထူးခြားသွားမလဲဆိုတာလေးကို review နဲ့ပြောသွားကြပါတယ်သူရဲ့ bargain box ကတော့ AirPod Pro 2နဲ့ draw လေးဆင်ပါတယ်နှစ်ချက်နေရာလေးက icon လေးကနည်းနည်းလေးဖောင်းကြပုံစံမျိုးလေးလုပ်ထားပါတယ်သူရဲ့ bargain box ထဲမှာတော့ခါတိုင်းလို charging ကြိုးစီကြိုးမပါတော့ပါဘူး eartip 5ခုနဲ့ document နဲ့ပတ်သက်တဲ့သူ AirPod နဲ့ပတ်သက်တဲ့ instruction document စာရွက်တွေပဲပါမှာဖြစ်ပါတယ် eartip အနေနဲ့ size 5ခုတောင်ပါဝင်မှာဖြစ်ပြီးတော့ default အနေနဲ့ medium ကတော့ AirPod Pro 3မှာတက်ထားမှာဖြစ်ပါတယ်ဒီထဲမှာတော့ large small extra small နဲ့ XH small ဆိုပြီးတော့နောက်တဲ့ site တွေပါဝင်မှာဖြစ်ပါတယ်ဒီ ear tip လေးတွေကအရေးကြီးပါတယ် AirPod Pro 3က AirPod Pro 2ထဲ active night cancellation 2ဆတောင်မှပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ်ဒီလိုကောင်းဖို့အတွက်ဒီ ear tip လေးတွေကိုကိုယ့်ရဲ့နားနဲ့ကိုက်ညီတဲ့လုံအောင် ear tip test လုပ်ပြီးတော့ဘေးကောင်ကိုက်ညီလဲဆိုတာကိုစမ်းသပ်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်AirPod Pro 3ရဲ့ charging case ရဲ့နောက်မှာတော့ခါတိုင်းဒီ AirPod case တွေလိုမျိုး pairing လုပ်တဲ့ button လေးမပါဝင်တော့ပါဘူးတောက်လျှောက်ကဒီ AirPod တခြား AirPod တွေအားလုံးပါဝင်မှာဖြစ်ပေမဲ့ဒီမှာမပါဝင်တော့ပါအဲ့တော့ပထမတစ်ချိန် first time မှာ pair လုပ်မယ်ဆိုရင်တော့အခုလိုမျိုး lip ကိုဖွင့်ထားပြီးတော့သူ့ရဲ့ရှေ့မျက်နှာပြင်လေးကိုနှစ်ချက်ပုတ်ပေးရမှာဖြစ်ပါတယ် double tap လို့လည်းခေါ်ပါတယ် double tap လေးလုပ်လိုက်တာနဲ့ကိုယ့်ရဲ့ device လေးမှာပေါ်လာမှာဖြစ်ပါတယ်အဲ့လိုပဲအခြား Apple device မဟုတ်တဲ့ပစ္စည်းတွေနဲ့နည်းပညာပစ္စည်းတွေနဲ့ချိတ်ဆက်မယ်ဆိုရင်တော့ဒီနည်းလေးကိုအသုံးပြုပြီးတော့မှပုတ်ပြီးတော့ဒါလုပ်လိုက်တာနဲ့အဲ့ဒီ device ရဲ့ Bluetooth list ထဲမှာ AirPod လေးကပေါ်နေမှာဖြစ်ပါတယ်AirPod Pro 3က AirPod Pro 3တမချင်းချင်းချိတ်ဆက်ပြီးတော့ပြောမယ်ဆိုရင် live translation feature ပါပါလက်ရှိမှာတော့ language 5ခုပဲပါသွားသေးတယ် English US ထည့်လိုက်မယ်ဆိုရင်တော့6မျိုးပဲပါသွားသေးတယ်နောက်ပိုင်းမှာထပ်တိုးလာမယ်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေမဲ့ feature လေးတစ်ခုဖြစ်ပါတယ်AirPod Pro 3နဲ့ပြောနေတာကိုတခြားတစ်ဖက်ကလူကဖုန်းနဲ့လက်ခံမယ်ဆိုရင်တော့လေ live translation မှာ test အနေနဲ့ပြပေးမှာဖြစ်ပါတယ် AirPod Pro 3ကိုပေးလိုက်တာနဲ့ထုံးစံတိုင်းပဲ Apple Music 3လ free ရပါတယ်ဒါပေမဲ့$11ကတော့ပထမအနေနဲ့ deposit အနေနဲ့မဖြစ်မနေသွင်းရမှာဖြစ်တဲ့ကိုယ့်ရဲ့ account ထဲမှာ$11ရှိထားမှသာလေဒီ Apple Music free 3လရမှာဖြစ်ပါတယ် total 4လဖြစ်သွားမှာဖြစ်ပါတယ်ဒီနေရာမှာထူးခြားချက်အနေနဲ့ကိုယ့်ရဲ့ AirPod ရဲ့ warranty date ပြနေတာက unboxing လုပ်တဲ့နေရာနေမပြဘဲနဲ့သူ shipping စတဲ့နေရာနေပြမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီကျွန်တော်ဒီနေ့10ရက်နေ့ကိုဖောက်ပေးမယ်ကျွန်တော်ရဲ့ date ကဒါ18ရက်ဆိုတော့9ရက်လောက် shipping date နဲ့နောက်ကျနေတာကိုတွေ့ရပါတယ်အဲ့လိုပဲနောက်ပိုင်းနေမှာလနဲ့ချီပြီးတော့ကိုယ့်ရဲ့ warranty date ကလျော့နေတာကိုမျိုးဖြစ်နိုင်ပါတယ် AirPod Pro 3ရဲ့ charging case ကလက်ရှိမှာအကြီးဆုံးလို့ပြောလို့ရပါတယ်ဒါကြောင့်လည်းဒီလက်ရှိ AirPod အားလုံးထဲမှာ battery အကျဆုံးအသုံးပြုနိုင်တဲ့ AirPod Pro ဖြစ်ပါတယ်အနည်းဆုံး AirPod Pro 2နဲ့AirPod Pro 3 case နဲ့ရှင်းလိုက်မယ်ဆိုရင်ရုပ်တရက်ကြည့်မယ်ဆိုရင်တော့တူတယ်လို့ထင်ရပါတယ်ဒါပေမဲ့သူကပို့ပြီးတော့ကြီးပါတယ် case ကဘေးလိုက်ရှင်းလိုက်မယ်ဆိုရင်လည်းပို့ပြီးတော့မြင့်တာကိုတွေ့နိုင်ပါတယ် AirPod Pro 3ရဲ့ case မှာ new generation ultra wideband chip ပါပါတယ်ဒီလိုပါတာဖြစ်တဲ့အတွက်ခါတိုင်း AirPod Pro 2လိုမျိုးလို့ Find My Spot လုပ်ပြီးတော့ Apple ID နဲ့လောက်ထားသလိုရတယ်လို့ location ကိုလည်းကြည့်လို့ရတယ်လို့precision finding လို့ခေါ်တဲ့နေရာအတိအကျကိုလည်းပေ50အတွင်းလောက်ထိအတိအကျကိုယ့်ရဲ့ iPhone ကနေရှာဖွေနိုင်မှာဖြစ်ပါတယ်နောက်ထပ်ထူးခြားချက်ကတော့ AirPod Pro 2နဲ့ AirPod Pro 3ကကက်ရက်ဖြစ်လို့သူတို့ရဲ့ case တွေကလည်းရုပ်တရက်ချင်းဆင်းနေဆိုပေမဲ့ AirPod Pro 3ရဲ့ earpiece ကို AirPod Pro 2ရဲ့ case တွေကိုထည့်မယ်ဆိုရင်လည်း fitting မကြပါဘူးအဲ့လိုပဲ AirPod Pro 2ရဲ့ earpiece ကို AirPod Pro 3ရဲ့ case တွေကိုထည့်မယ်ဆိုရင်လည်းအခုလိုပဲ fitting မကြဘဲနဲ့ lip ကိုပိတ်လို့မရဘဲနဲ့အသုံးပြုလို့မရဘူးဖြစ်မှာဖြစ်ပါတယ်အဲ့အတွက် charging နဲ့ဝင်မှာမဟုတ်ပါဘူး Apple ကလက်ရှိထုတ်လုပ်ခဲ့တဲ့ in-ear port တွေကိုကြည့်မယ်ဆိုရင်လူရဲ့နား geometry နဲ့အကိုက်အညီဆုံးဖြစ်အောင်တောက်လျှောက် design တွေကိုထုတ်လုပ်ခဲ့တာကိုတွေ့ရပါတယ်အခု AirPod 3ကလည်းမတူညီတဲ့လူတွေရဲ့နား design ပေါင်းအယောက်1000လောက်ကို scan ဖတ်ပြီးတော့မှ
ပြုလုပ်ထားတာဖြစ်ပါတယ်အဲ့ဒီအတွက်လက်ရှိအသုံးပြုမယ်ဆိုရင်ကိုယ့်ရဲ့နားထဲမှာအကောင်းဆုံး fitting ကြမယ် in earpod တစ်ခုလည်းဖြစ်ပါတယ်AirPods Pro 3မှာ B Pro လိုပဲ heart rate sensor ဘေးတင်ပါဝင်လာပါတယ်အဲ့တော့ workout တွေလုပ်တဲ့ချိန်ကျရင် calorie ဘယ်လိုအတိအကျဘန်းလဲဆိုတာကိုအတိအကျလေးကို heart rate ကိုကြည့်ပြီးတော့မှတိုင်းတာဖြစ်တဲ့အတွက်ကိုယ်မှာ Apple Watch မရှိတော့လဲ AirPods Pro 3ရဲ့ heart rate sensor နဲ့ calorie ဘယ်လောက်လောင်ကျွမ်းလဲဆိုတာကိုတွက်ချက်ပေးမှာဖြစ်ပါတယ်တကယ်လို့ကိုယ်မှာ Apple Watch လည်းရှိနေတယ်ဆိုရင်တော့ Apple ရဲ့ workout activity ကနေပြီးတော့အကောင်းဆုံး heart rate ရနိုင်မယ် source ကနေပြီးတော့ပဲယူပြီးတော့ကိုယ့်ရဲ့လက်ရှိ workout မှာ calorie ဘယ်လောက်ကုန်တယ်ကိုတွက်ချက်ပေးတာမှာဖြစ်ပါတယ်အဲ့ဒီအတွက် Apple Watch ရော AirPods Pro ရော3ရောပိုင်တဲ့လူတွေဆိုရင်တော့ကိုယ့်ရဲ့ heart rate ကို activity နှစ်ခုလောက်ကနေပြီးတော့မှအဆင်ပြေတဲ့စီကနေအကောင်းဆုံးရနိုင်မယ့်စီကနေအလိုလျောက် application ရွေးပြီးယူသားမှာဖြစ်ပါတယ်AirPods Pro 3ကိုဘေးတင် USB-C port ကနေအားသွင်းလဲရတယ် message charger ပါဝင်တာဖြစ်တဲ့အတွက် message charger ကနေ wireless သွင်းမယ်ဆိုလဲရတယ် Apple Watch charger ရှိမယ်ဆိုရင်လည်း Apple Watch charger ကနေတစ်ဆင့်လဲသွင်းလို့ရပါတယ်ဒီမှာ message ပါဝင်တာဖြစ်တဲ့အတွက်သူကကျိုးမဲ့သွင်းတာပြင်ဒီတန်တိုင်းလေးနဲ့ကတ်နေမှာဖြစ်ပါတယ် battery life အနေနဲ့ကတော့ AirPods Pro 3က Advanced Night Cancellation Mode on ပြီးနားထောင်မယ်ဆိုရင်10နာရီ Transparency Mode on ပြီးနားထောင်မယ်ဆိုရင်တော့10နာရီ case ထဲကိုထုတ်လိုက်သွင်းလိုက်နဲ့သုံးမယ်ဆိုရင်တော့ဒါ case နဲ့တူတွဲသုံးတဲ့သဘောဆိုရင်တော့24နာရီရမှာဖြစ်ပါတယ်အရေးပေါ်အနေနဲ့ case ထဲကို9မိနစ်လောက်အားသွင်းလိုက်မယ်ဆိုရင်တော့ piece တွေက10နာရီအထိအသုံးခံမှာဖြစ်ပါတယ်အခုချိန်ဒီ Apple Wireless AirPods တွေမှာပြောင်းလဲသေးတာကတော့ case တွေပဲဖြစ်ပါတယ် polishing လောက်ထားတဲ့ plastic အဖြူရောင်ဆိုတော့ကာဘာမပါဘဲနဲ့သုံးမယ်ဆိုရင်ခဏလေးနဲ့အပုံစံတွေဖြစ်လည်မှာဖြစ်ပါတယ်လောလောဆယ်ကျွန်တော် AirPods Pro 2ရဲ့ protection cover ကို AirPods Pro 3မှာသုံးကြည့်တော့အခုလိုပဲအရွယ်ကတော့တော်ပြီမဲ့အမြင့်ကမြင့်နေတာဖြစ်တဲ့အတွက်ဟာနေတာကိုတွေ့ရပါတယ်အဲ့ဒီတော့ 3D printer နဲ့ပဲလောလောဆယ်ကို case ကိုထုတ်ပြီးတော့ TPU material နဲ့သုံးကြည့်တော့ဒီ design နဲ့ဆိုရင်တော့လောလောဆယ်တော့အဆင်ပြေတာကိုတွေ့ရပါတယ်audio quality ချင်းရှင်ကြည့်တဲ့အချိန်ကျတော့လက်ရှိ India AirPods အားလုံးထက်လက်ရှိ AirPods Pro 3ကပိုပြီးကောင်းမွန်အောင်တွေ့ရပါတယ်။အနည်းဆက်ဆုံးနေဖြစ်တဲ့ AirPods Pro 2နဲ့ H2 တူတယ်ဆိုရင်တော့မှဒီဇိုင်းပိုင်းပြောင်းလဲထားတဲ့ AirPods Pro 3ပိုပြီးအတန်ပိုင်းဆိုင်ရာမှာ rich ဖြစ်တာကိုတွေ့ရပါတယ်။ H1 chip သုံးထားတဲ့ AirPods Max နဲ့ရှင်ပြောင်းမှာဒါ AirPods Max က audio driver unit ပိုပြီးကြီးပါတယ်ဒါပေမဲ့ base stand လောက်ပဲ AirPods Max ကပိုကောင်းပြီးတော့ channel daily use မှာUS ရသေးငယ်တာရောပိုပြီးတော့ fit ဖြစ်တာရောမှာတော့ AirPods 3 Pro 3က AirPods Max ဆိုင် daily use မှာပိုကောင်းတယ်လို့ပြောလို့ရပါတယ်